ဒီလိုမျိုးပွင့်တက်လေးကိုဘယ်လိုဖန်တီးရတယ်ဘယ်လိုမျိုးလုပ်ရတယ်ဆိုတာကိုစစ်စစ်တဲ့တူတူပြောကြည့်ကြမယ်ရှင်ဒီလိုမျိုးဗီဒီယိုလေးတွေကိုဖန်တီးပြီးတော့မှတင်ပေးတော့မှာဖြစ်လို့ဒီစစ်စစ်ကောက်ကလေးကိုလည်း follow လုပ်ဖို့မမေ့ပါနဲ့ရှင်ပြီးရင်ပုံတစ်ပုံယူလိုက်ပါပြီးရင်ပုံလေးကိုလက်နဲ့ထောက်လိုက်ပါဟိုဘက်ကိုဆွဲပါ mat ဆိုတဲ့ထဲကိုဝင်လိုက်ပါပြီးရင်ဒီအဝိုင်းလေးထဲကိုဝင်လိုက်ပါပြီးတာနဲ့ဒီဒါလေးကကိုကြိုက်တဲ့နေရာမှာထားလို့ရပါတယ်ဒီအဝိုင်းလေးကကိုကဒီမှာချဲ့ခြင်းလည်းရတယ်ကျုံခြင်းလည်းရတယ်ကိုကြိုက်တဲ့လောက်ပဲကိုထားခြင်းတဲ့လောက်ပဲထားလို့ရတယ်ဒါလေးကိုပေါ့နော်ဒီလိုမျိုးလေးထားရင်လည်းရတယ်ကိုကတကူလုံးပေါအောင်ထားမယ်ဆိုရင်လည်းထားလို့ရတယ်ဒီလိုမျိုးလေးထားပြီးသွားပြီဆိုအမှန်ချစ်ကလေးကိုချိလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီမှာဆွဲလိုက်ပါသူ့ကိုဒီနေရာလေးကိုဝင်လိုက်ပါစန်ကိတ်ဆိုတဲ့ထဲကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာစာကြောင်းရိုက်ရှာလိုက်ပါ music ဆိုပြီးတော့မှ music ဆိုပြီးတော့မှရိုက်ရှာလိုက်ပါဒါဆိုလို့ရှိရင်တော့ဒီမှာပေါ်လာမယ်ပေါ့နော်ဒီမှာ music နဲ့ဟာလေးတွေပေါ်လာမယ်ဒါလေးတွေကိုကြိုက်တဲ့ဟာကိုထည့်လို့ရပါတယ်ဒီအကြောင်းလေးနဲ့ဟာကြီးပဲထည့်လို့လည်းရတယ်ဒီအဝိုင်းလေးနဲ့ဟာထည့်ရင်လည်းရတယ်အဲ့တော့ဒီအဝိုင်းလေးနဲ့ဟာထည့်ပြီးတော့လုပ်ပြပါမယ်လက်ကလေးနဲ့ချဲလိုက်ပါဒီအယုတ်ကလေးနဲ့ညီအောင်ပေါ့နော်အဲ့မျိုးဆိုရင်ရတော့ပါပြီပြီးရင်တော့ဒီမှာဒီအမှန်ချက်ကလေးချစ်လိုက်ပါဒါပြီးလို့ရှိရင်သူ့ကိုလည်းဒီလိုပဲဆွဲလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ဒါပြီးပေါ့နော်နောက်ထပ်ကတော့ဒီမှာတချင်းရှာရမှာဖြစ်ပါတယ်အဲ့တော့ဆောင်းလေးကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကိုကြိုက်တဲ့တချင်းကိုရိုက်ရှာလိုက်ပါဒီနီလန်တိုင်မဲ့သွားလို့ကြည့်ပါဒီလိုမျိုးတချင်းလေးတွေဖွင့်ဒီလိုမျိုးတင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီနီလန်တိုင်မဲ့လို့ကြည့်ပါအားလုံးပဲအဆင်ပြေကြပါသည်ရှင်